ကြိုက်တီယိုစေဒီတော်ထက်9နှစ်တောင်စောပြီးကြောက်တုံး3လုံးစင်ပုံမှာအံပွဲတရှိနေတဲ့ဗန်ဒီတေလာနွားလာဖို့တောင်စံတော်ရှင်စေဒီတော်စံတော်ရှင်စေဒီတော်မြက်ကြီးကိုမွန်ပြည်နယ်ပေါင်မြို့နယ်မှာတည်ရှိပါတယ်ဒီတောင်တော်ကြီးကိုကျုံကကျေးရွာဘက်ကနေလှမ်းမြော်ကြည့်ရင်တောင်တန်းကြီးရဲ့အလယ်မှာနွားဥဒ္ဓဘကြီးရဲ့ဖလားဖို့ပုံတံအတိုင်းထူးခြားစွာမြင်တွေ့ရလို့နွားလာဖို့တောင်ဟုအမည်တွင်ခြင်းဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ1888ပေရှိပြီးတောင်ထိပ်ပေါ်ကကြောက်ဆောင်ဆုံးမှာကြောက်တုံးကြီး3လုံးဟာပြုတ်ကျမသွားဘဲအံပွဲဆင်နေတာဖြစ်ပါတယ်တမိုင်းမှတ်တမ်းများအရကြိုက်တီယိုစေဒီတော်ကိုတည်ခဲ့တဲ့ရှင်တိတရတေကြီးဟာကြိုက်တီယိုထက်9နှစ်တောင်စောပြီးမြတ်စွာဘုရားရှင်ရဲ့စံတော်တက်အစ်ကိုအလဲကြောက်တုံးထဲမှာဌာပနာလို့ဒီစေဒီတော်ကိုစတင်တည်ထားခဲ့တာဖြစ်ပါတယ်1998ခုနှစ်ဒီဇင်ဘာလအတွင်းမှာစေဒီတော်ကနေရောင်ကြီးတော်တွေကုမြူတာကိုဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ပြီးနောက်ပိုင်းဖျားဘူးတွေအလွန်စီကားလာခဲ့တာဖြစ်ပါတယ်အခုဆိုရင်တောင်ကြီးကနေတောင်ပေါ်အထိကိုမတ်ဆောက်တဲ့တောင်တကားကြီးတွေနဲ့စွန်စားခန်းဖွင့်တက်ရောက်ဖူးမြော်နိုင်ပြီးတောင်ပေါ်ကနေလှမ်းမြင်ရတဲ့တဘာဝတောတောင်ရှိုးမြောင်လှတရားတွေဟာရင်သက်ရှုမောဖွယ်ဖြစ်ပါတယ်မွန်ပြည်နယ်ကိုရောက်ရင်ကြိုက်တီယိုအပြင်ဒီအံပွဲနွားလာပူဖျားကြီးကိုလည်းမဖြစ်မနေတွားရောက်ဖူးမြော်ဖို့ညွှန်ဆိုပေးလိုက်ပါတယ်ဗျာ